15 ရက်9လ2026ဗုဒ္ဓဦးနေ့မနေ့အတွက်အဲဒီမှာကျွန်တော်ရဲ့မူအတိုင်းပဲပေါ့မနေ့ဖန်နဲ့ break ကိုပဲဆက်ပြီးတော့ပြန်ရှာထပ်ပြီးရှာကြည့်ကြမယ်ခွန်3ည9ဒီခွန်3ည9 3လုံးပေါင်း16အဲ့ဒါ break ပါပဲနောက်တစ်ခါ3ည9 3လုံးပေါင်း2ခွန် break 6ကို38လို့ထွက်တယ်2ခွန် break ကို6ဘူးလို့ထွက်တယ်ဒီတိုင်းဆက်ပြီးမယ်ဆိုရင်လည်းမနေ့ဖန်မှာခွန်8ခွန်2ခွန် break အဲ့ဒီ2ခွန် break ကိုလုံးပိုင်းအနေနဲ့တွေ့တာဆိုလို့ရှိရင်တော့ဒီကတလို့တွေ့တယ်လုံးပိုင်းအနေနဲ့ဆိုလို့ရှိရင်3 လုံးပေါင်း6 1 83 83ချိန်83ချိန်နဲ့38ဆိုပြီးတော့16 break နဲ့နောက်တစ်ခါ1ခွန်8 3လုံးပေါင်း6 1ချိန်အဲ့ဒါကို2ခွန် break နဲ့2ခွန်6 1ချိန်2ခွန် break နဲ့6ဘူးဆိုကြတယ်အခုလည်းသူ့မူတိုင်းဆိုလို့ရှိရင်တော့5 4 1 5 3ညချိန်ကို2ခွန် break နဲ့အဲ့တော့မနေ့ဖက်အတွက်ကဏ္ဍနေရှာကြည့်ကြမယ်ဟဲ့ဆိုရင်တော့မနေ့ဖက်15ရက်9လ26ဗုဒ္ဓဦးနေ့မနေ့အတွက်နေကုန်းအထီးကြီးရတော့နေကုန်းအထီးကြီးရ6 4 2မနေ့မထိညနေထိပါနောက်မနေ့အချိန်ကတော့2မျိုးတွေ့ပါတယ်6 4ရယ်5 3ညရယ်2မျိုးတွေ့တယ်အဲ့ဒီမှာ break က2 break ခွန် break ဆိုပြီးတော့ရှိတယ်အဲ့တော့ main ကွက်အနေနဲ့ကျွန်တော်တို့ထိုးကြမယ်ဆိုလို့ရှိရင် main ကတော့98ကဲမလာသေးဘူးဖြစ်တဲ့ညီအကို34ရယ်နောက်က20 80ဒီ၄ကွက်ကို main ကြိုက်တယ်အရာအနေနဲ့ဆိုလို့ရှိရင်တော့93 48 52 85ပြန်ကြ9နှစ်ခွန်9ကိုလည်းအရန်ပေးမဲ့နည်းနည်းလေးသတိထားပြီးပို့ထိုးသင့်ပါတယ်နောက်တစ်ချက်က channel လေးကိုတင်တဲ့အမြဲမြင်အောင်လဲ subscribe လေးလုပ်ထားကြဖို့လဲခေါင်းလောင်းလေးကိုနှိပ်ထားဖို့အကြံပေးလိုပါတယ်